လူစားဘလို့လဲကွာဟမ်သူရဲကောင်းကြီးနဲ့ကောင်အောင်တင်နဲ့အောင်ခင်းနဲ့ဟိုနောက်ဆုံးတော့လည်းဒီရက်ရှိမှာဒူးတော့ရတာပဲပေါ့လားဟမ်ရောမင်းတို့ကောင်ဘာပြောချင်သေးလဲပြောသားပြော ဟဲ့တေးပါမင်းပေါ်ရင်ရှောက်ပြောမနေနဲ့ငါတို့ခန္ဓာကိုမင်းတက်လို့ရရင်ရမယ်အေးမင်းတို့ကောင်တွေရဲ့ဒူးဆိုင်သမားတွေလက်ထဲမှာငါဘယ်တော့မှရှုံးပေးဘူးအညံ့မကောင်မင်းမတာလူမထောက်တတ်တဲ့ငါတို့နဲ့ရွာသူရွာသားရဲ့စိတ်တက်ကိုမင်းရိုင်းရောက်ကိုင်းရဲတော့ညလာလာသိမ်းပါ တက်တယ်လေဒီကောင်လေးလေးနဲ့ပြင်းလာပြီလေ လေးတန်ပြင်းတာမဟုတ်ပါဘူးကွာသေကန်ကြီးသေပြီးသေတန်းရှောက်ပြောနေတာ လေကြောဖြတ်ပေးလိုက်မှာဒီမတက်တော့လေဒီဆိုတော့မင်းတို့တက်မှာလက်နဲ့တည်းကသမလို့တော့ဟောရောက်ဟဲ့ကြားနေရက်ဆက်ရုပ်မာတဲ့ကောင်လူရုပ်မာတယ်အောင်ဒီနဲ့အောင်ခင်မင်းတို့ကိုခွေးသတ်သွားတာကွာခွေးတွေသတ်သွားတာတော့မကြည့်ဘူးကွာချစ်အောင်ဟောတယ်ဟုတ်စီစဉ်ရတာဟောခက်တာပဲအခုဆိုရင်ဓမြတွေကပစ္စည်းယူလူသက်တဖြည်းဖြည်းနဲ့အတင့်နေရဲလာကြပြီတို့ရွာမှာအောင်တင်တို့အောင်ခင်းတို့ညီကိုတွေမရှိတာနားတယ်ကွာနား ဟုတ် တယ် တာပေါ့တော့အစားထိုးလို့မရတဲ့ညီကိုနှစ်ယောက်မရှိတာလေကျမဖြင့်နှမျောလို့ကိုမဆုံးနိုင်ပါဘူးတော့ ဟုတ်တယ်ကြီးလေးရေအောင်တင်လို့လူမျိုးတွေကျုပ်တို့ကြောင်အများကြီးလိုရတယ်အကြီးလေးရဲ့ ကြီးဟုတ်ရှိပါတယ်ခင်ဗျဘုရင်ကတော့ဘာများလို့ရှိပါပြောပါမယ် ဘာနဲ့ဗျဟာခုနပြောလိုက်တဲ့တခါကြုတ်ကြပါဟမ်အเจ้าမဲ့လူတက်ပစ္စည်းယူဟမ်ဟုတ်လားတကြီးကျုပ်ကအเจ้าမဲ့လူတက်နေတဲ့ကောင်မဟုတ်ဘူးကျုပ်စကားကိုနားမထောင်ဘူးကျုပ်အမိန့်ကိုမနာခံဘူးကျုပ်လိုအပ်တာကိုဖြည့်ဆည်းမပေးဘူးဆိုရင်တော့ခမည်းတော်ရွာတက်ရုံနေမဟုတ်မီးနဲ့ပါရှို့ပြင်မှာ ဟုတ်ကဲ့ပါဗျာလိုအပ်တာပါပြောပါဝန်ကြီးခမည်းကျုပ်တို့စခန်းအတွက်လိုအပ်တဲ့ရိတ်ကပို့မပေးတာကြာပြီဟမ် ဟုတ်ပါ မနေ့ကမနေ့ကျရင်လင်းနစီးနဲ့ရိတ်ကအပြည့်စူးစောင်းပြီးတင်တာကျုပ်ကိုယ်တိုင်လာယူတယ်ဟုတ်ပြီလားကျုပ်စကားကိုနားမထောင်ဘူးဆိုခမည်းကျုပ်ချောင်းသိတယ်နော် သိပါတယ် ခမည်းရွာတွေကရွာသူရွာသားတွေကိုပြောတာသိမ်းမောင်ရဲ့အမိန့်ကိုမနာခံဘူးဆိုရင်
အောင်တင်တို့ညီကိုနှစ်ယောက်ကိုနမူနာကြည့်ကြတာ ဟောဟုတ်ကဲ့ဟိုပြောလိုက်ပါမယ်ဟိုပစ္စည်းတွေလည်းအားလုံးလဲတွေနဲ့အစင်းနဲ့လှုပ်ထားပေးပါဗျာကျွန်တော်ဆောင်ရွက်ပေးပါ ဟုတ်ပြီနော်တကြီးပေါက်လိုက် အော်ပေါက်ပါ ဟာသွားမှာ ဝေစုခွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးငါတို့ဆရာတွေတော့လုံးဝမကျေနပ်ညို့ကြီးမင်းရော ဟာငါလည်းဘယ်ကြည်နေပါမလဲကြာကြီးอ่ะပိုးတော့ရတဲ့ကမင်းနဲ့ငါနဲ့ကတယောက်တနေရစီဒဇင်ထောင်ပြီးဘိုလ်လုခဲ့ကြတာခုတော့ကွာ အေးငါတို့လူရင်အားလက်နဲ့အင်အားနဲ့စီယုံပြီးတော့တိုက်ရပါပစ္စည်းကိုအလိမ်မာနေတဲ့ခေါင်းပုံဖြတ်နေတာ အေးမင်းဘာဖြစ်ရှင်လဲပြောတာကြာကြီးမင်းနဲ့ငါနဲ့ကတေတူရှင်ဖက်လက်တွဲလာကြတဲ့ကောင်လေးကွာမင်းပွင့်လင်းပြောစမ်းကွာ ဒီဝရက်ကိုအပြတ်ရှင်းပြီးတော့ငါတို့ဒီစကန်ဘိုးလုံးမှာ သဘောတူတယ်အေးဒါပေမဲ့မင်းဒေဝရက်ကိုတော့ရှော့မသိဘူးပြီးရှိပါစေ စိတ်ချစမ်းပါကွာမင်းငါကြောင့်သိတယ်မအဲ့ဒီတော့အားလုံးကစီစဉ်ပြီးသားဘလို့စီစဉ်ထားလဲဆိုမင်းပြောပြ အကျွေး ဆရာဘွားယူကြည့်ပြီးတော့လေကျွန်တော်အားလဲအားကြတယ်လေးလဲလေးသားတယ်ဆရာရဲ့ ညဟိုမင်းကဘာလို့လေးစားနေတာဟမ်မင်းကဒီစကားမပြောလဲတောက်လို့ရတယ်အေးစေးတော့ ဟုတ်သေးပါဘူးဆရာရဲ့ဆရာလေဘယ်အရက်ဘယ်ဒေသပဲရောက်ရောက်ဆရာကောင်းတစ်ယောက်တူအုပ်ထုတ်နိုင်တော့လေးသားတယ်လို့ပြောတာပါဆရာရဲ့ ညကျွေးမင်းသဘောကျလေးစားတဲ့ငါဘွားကြီးကိုငါကျင်တဲ့လို့လုံနေတာမဟုတ်ဘူးငါရွယ်ချက်ကကွာငါမိသားစုအတွက်ပေးဆက်ဆရာရှိတဲ့လူတစ်ယောက်ကိုလိုက်ရှာရင်လည်းဒီလိုဘဝမျိုးမှာခက်တာခိုးအောင်နေတာသဘောပဲရှိတယ် ဆရာဒီလိုသား ဟာ ဆရာ ဘာလဲရ ဆရာကိုပြောဆရာရှိတော့ဆရာဆရာ အေး ဟုတ်မယ်ဟေး ကျွန်တော်ဆရာဒီရော ငါဆရာဒီကငါဆရာကကောင်းနေပြီသူကရေရင်ကြိုက်ပြီးတော့လွန်လို့ကောင်းနေပြီကဲသူကဆက်ကောင်းမယ်ကဲတော့ကဲရအောင်လေပါ ကောင်းတယ်ကွာသိကြက်တယ် ကဲမလို့လိုလားပြောတော့လိုရင်မှရှိတယ်ဆယ်လုံးရှိတယ်ဆက်ကောင်းမလား ကြိုက်တယ်သိကြက်တယ် Ja. ကြာ Ja, hou me. Nee.
ဆရာတီကိုလည်းကျွန်တော်တို့လည်းမငဲ့ညပါအောင်ဗျာကျွန်တော်တို့ဒီလိုအဖြစ်ဆိုးမျိုးကြီးနဲ့ရဲဆက်မီးရှို့မတတ်ပါနဲ့ဗျာကျွန်တော်တောင်းပန်ပါတယ်ဗျာ ဟုတ်ပါတယ်ဆရာဒီကိုလက်တစ်သလုံးကလည်းလွတ်လာပြီကမှဒီလောက်ကြီးတော့မရဆက်တဲ့ပါဘူးဗျာကျွန်တော်တော့ပါပါလေဗျာကျွန်တော်တို့အဲ့လိုမရဆက်ပါနဲ့ဗျာ အဲ့ဒါကြီးကပြီးဆုံးသွားပြီကွာဟမ်ငါ့ကိုလောက်ကြံတဲ့မင်းတို့နှစ်ကောင်ကငါ့ရဲ့ရန်သူဖြစ်သွားပြီအေးဒေဝရဆိုတဲ့ကောင်ကလည်းရန်သူကိုရန်သူလိုပဲတုံ့ပြန်ရမှာပဲအဲ့ဒီမြင်ကွင်းလေးကတော့ငါ့ရဲ့မျက်လုံးထဲမှာမယိုးနိုင်မအီနိုင်တဲ့ပကြီးကားတစ်ချက်လို့ခံစားနေရမှာပါကွာအဲ့အောင်တက်စီလောက်ကွာ ကျွန်တော်တို့တကယ်တော့ဘလို့ပါကြနေလဲတောင်းပါပါဗျာ ဆရာဒီကလုံးပါဗျာ ဘလို့ပါလဲဗျာ ကျွန်တော်မြဲဆက်ပါလေတောင်းပါလေလုံးပါလေဆရာဒီကိုလည်းတောင်းပါပါဗျာတောင်းပါလေဆရာဒီကိုလည်းဘလို့ပါလေဗျာတောင်းပါပါလေကျွန်တော်တို့ဘလို့ပါလေဗျာ အားလုံးသေချာနားတော့ကြကွာကြိုင်းနဲ့ညိုကြီးကိုမင်းတို့သင်ခန်းစာယူထားကြငါဘောမှာမကောင်းရင်မကောင်းသလိုငါကတော့ဆက်ဆံပါမင်းတို့အားလုံးငါအပေါ်မှာအမြင်ကြည့်ဖို့လိုတယ်လေးစားဖို့ယုံကြည်ဖို့လိုတယ် ကြည့်ပါဆရာဒီကိုလက်ကျွန်တော်တို့အတွက်စိတ်ချပါ ဟုတ်ပါတယ်ဆရာကျွန်တော်တို့စိတ်ချအောင် ဘယ်ဟုတ်ပြီမင်းတို့အားလုံးလုံးဆက်ရှိတော့သွားလို့ရတယ်။ယောက်ကျွဲကြီးမင်းကိုခိုင်းလာတာဒီနေ့ပြီးအောင်လို့ဟုတ်ပါစီ။သွားတော့ တေးကြရလားတကြီးရယ် သိကြတာပေါ့ဆရာရေဒါမှမဟုတ်ကျွန်တော်ကိုယ်တိုင်လာတက်တာ ဒါနဲ့နေပါဦးအဲ့ဒီဓမြစကန်းရဲ့သွားမဲ့လာမဲ့လမ်းကြောတွေရောတကြီးကအတိအကျသိရ ဟာဒီကောင်လေးနေတဲ့စခန်းနဲ့လမ်းကြောကိုကျွန်တော်အတိအကျသိတယ်ဆရာတို့သွားမှဆိုရင်ကျွန်တော်ကိုယ်တိုင်လိုက်ခဲ့ ဒါဆိုတော့ဘူးကောင်းတော့ဗျာဆရာကြီးလူဝင်ကလက်နဲ့အပြည့်စုံစင်းစင်းလောက်တာဓမြစကန်းတခုကိုသွားစီးရအောင်ဟုတ်ပါကြမင်းတို့ဘယ်မှာချစ်သိမ်းအောင်ဆိုဘယ်ကောင်းလဲ ဒါချေသိမ်းမပေါ့ဒီခွက်ထဲမှာချေသိမ်းမမပါဘူး ညချစ်သိမ်းအောင်လက်နဲ့ချပြီးဖမ်းခံပါ